စာချီတေဒီရဲ့ဓာနုရာသီပေါ်များအတွက်2025ခုနှစ်ဒီဇင်ဘာလတလတာဟောစတန်ကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခြေရေးကျမရေးငွေကြေးဗန္ဒာရေးအလောက်ကိုင်တံမွေးဝမ်းကြောင်းနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြည့်စုံစုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။အခုပထမဆုံးအခြေရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပြပြပေးချင်ပါတယ်။ယခုလဟာဘဝမှာညီညွတ်မှုကိုဦးစားပေးပြီးတော့ပုဂ္ဂိုလ်ရေးကျမရေးနဲ့ပြည်သားစုသို့မဟုတ်အခြေရေးဆိုင်ရာဆိုင်းငံ့ထားတဲ့ကိစ္စများကိုဖိုင်တွေဖြည့်ရှင်းခြင်းနဲ့စတင်ပါလိမ့်မယ်။အခြေရေးအစာပိုင်းမှာအရေးပါဆုံးမဖြစ်နိုင်တော့လဲလားလေပိုင်းမှာလမ်းဆန်းတဲ့အကောင်းမြင်မှုနဲ့သားစရာဖြစ်မှုကိုယူဆောင်လာပါလိမ့်မယ်။သို့တော်လားရဲ့နောက်ဆုံးတစ်ဝက်မှာအဆင်မပြေမှုများရှိလာနိုင်ပါတယ်။ကိစ္စရပ်များကိုရှင်းလင်းရန်အတွက်ရိုးသားသောဆွေးနွေးမှုများဂတိကဝတ်ပြုမှုနဲ့ပွင့်လင်းသောဆက်ဆံမှုလိုအပ်ပါတယ်။ရှုပ်ထွေးသောအခြေအနေများကိုရှောင်ရှားရန်အတွက်မနက်ချင်းဆိုင်ဖြစ်ခြင်းမှာလက်ကုန်ချိန်မှာပြန်လည်အဆင်ပြေလာသောအခြေရေးတွေ့ကြုံများကိုမျှော်လင့်နိုင်ပါတယ်။ဆက်လက်ပြီးကျမရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်။ယခုလမှာအလုံးစုံသောကျမရေးအခြေအနေဖွယ်ကောင်းမှုဖြစ်ပြီးတော့ကောင်းစွာစီစဉ်ထားတဲ့အစားအသောက်နဲ့လေ့ကျင့်ခန်းပုံမှန်လိုခြင်းကကြက်ခိုင်မှုကိုထိန်းသိမ်းရန်နဲ့ဖျားနာမှုကိုကာကွယ်ရန်အတွက်အကျိုးရှိကြောင်းသက်သေပြနေပါလိမ့်မယ်။ကောင်းမွန်သောအကျိုးများရဲ့လှမ်းမှုကကျမရေးကိုထိခိုက်စေသောလေ့ကျင့်များကိုရှောင်ရှားရန်လမ်းညွှန်ပေးနေမှာဖြစ်ပါတယ်။အလုံးများတဲ့အချိန်ကြာများကြောင့်ရပါရန်ကစွမ်းရည်တွေပေါင်းဖြစ်ပေါ်နိုင်တော့လေလားလေပိုင်းခန့်မှာတော့ခွန်အားနဲ့ခန္ဓာရည်တိတိကျတိုးတက်မှုများကိုမျှော်လင့်ရပြီးတော့ယောဂဝေဒနာများမှပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ထိရောက်မှုနဲ့ကြက်ခိုင်မှုကိုတိုးမြင့်ရန်ကြိုးပမ်းမှုများကပုံမပြင်းထန်လာမှာဖြစ်ပြီးတော့လားရဲ့နောက်ဆုံးတစ်ဝက်မှာပုံမကျမ်းမာတဲ့ထိုင်မှုစံအတွက်လက်ဖွင့်ပေးပါလိမ့်မယ်။မိကိုယူဆိုင်မှုကိုဦးစားပေးပြီးတော့ကျမ်းမာရေးကိုအလေးထားခြင်းနဲ့နက္ခဗေဒဆိုင်ရာအထောက်ပံ့ကိုအသုံးချခြင်းဖြင့်ကျမ်းမာရေးစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပါလိမ့်မယ်။ခန္ဓာရည်ကိုငွေမှုနိုင်မှာဖြစ်ပြီးတော့ဟန်ချက်ညီရဲ့သားအစာရှိရဲ့ဘဝကိုရရှိမှာဖြစ်ပါတယ်။ဆက်လက်ပြီးငွေကြေးဗန္ဒာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်။လားရဲ့အစောပိုင်းမှာယုံကြည်ချက်မြန်မာနိုင်ငံမှာဖြစ်တော်လဲစိန်ခေါ်မှုများကိုကျော်လွှားရတဲ့အာယုံစူးစိုက်မှုပြင်းထန်စေရန်တတိထားပြီးတော့ချီးကပ်မှုပြုဖို့လိုအပ်ပါတယ်။ဒီခင်ကရှိနေခဲ့တဲ့ဖိအားများရောကြလာပြီးတော့ဝင်ငွေရရှိမဲ့အခွင့်အလမ်းသစ်များပေါ်ထွက်လာကငွေကြေးအခြေအနေကိုမြင့်တင်ပေးပါလိမ့်မယ်။သို့တော်လည်းလားရဲ့ဒုတိယတစ်ဝက်မှာဂျိုတွေရဲ့တရားမှုကြောင့်ငွေကြေးဆိုင်ရာအခက်အခဲများတစ်ခါတည်းကြုံတွေ့ရနိုင်တဲ့ပြင်အရေးကြီးတဲ့ငွေကြေးကိစ္စများတွင်စိတ်ရှည်သီးခံမှုနဲ့တတိထားမှုလိုအပ်ပါတယ်။စိတ်ပြည့်အားလျော့စရာများဖြစ်နိုင်တော့လဲကြိုးပမ်းအားထုတ်မှုများတဲ့နောက်ဆုံးတွင်ရလဒ်ကောင်းများပေးပါလိမ့်မယ်။လကုန်ကန်ဒီမှာချမ်းသာကြွယ်ဝမှုတိုးပွားလာမှာဖြစ်ပြီးတော့ငွေကြေးခိုင်မာမှုအားကောင်းလာပါလိမ့်မယ်။အိမ်ချမ်းမြေသို့မဟုတ်မြေယာရင်းနှီးမြှုပ်နှံမှုများကိုစဉ်းစားနေပါကယခုအချိန်ဟာဆုံးဖြတ်ချက်ချရန်အတွက်ကောင်းမွန်တဲ့အချိန်ဖြစ်ပါတယ်။သို့တော်လည်းဗန္ဒာရေးဘတ်ဂျက်ပြပစ္စည်းရန်အကြီးစားဝယ်မှုများကိုရှောင်ပါထို့အပြင်မလိုလားတဲ့ပြဿနာများမှာကင်းဝေးစေရန်ငွေချေးခြင်းသို့မဟုတ်ငှားခြင်းကိုရှောင်ခြင်းပါယုံကြည်ချက်နဲ့အထူးပညာရှိမှုနဲ့မဟာဗျူဟာများတွေးခေါ်မှုကိုမျှတအောင်ထိန်းသိမ်းထားခြင်းဖြင့်လားရဲ့တလားလုံးမှာအတက်အကျများကိုကျော်လွှားနိုင်ပြီးတော့ရေရှည်ကြွယ်ဝချမ်းသာမှုအတွက်ငွေကြေးအုပ်မြစ်ခိုင်မာအကောင်းလုပ်ရလိမ့်ပါလိမ့်မယ်ဆက်လက်ပြီးအလောက်ကိုင်းတဲ့သမုံဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်ယခုလမှာသမုံဝမ်းကြောင်းသို့မဟုတ်စီးပွားရေးအတွက်ပြုသောဆောင်ခြင်းဖြင့်စတင်မှာဖြစ်ပြီးတော့ကောင်းမွန်တဲ့အခြေအနေများကိုခွင့်ကောင်းယူရန်ခွင့်လန်းကိုပေးပါလိမ့်မယ်ကံကြမ္မာကိုဘက်ကိုပြောင်းလဲလာမှာဖြစ်ပြီးတော့အကြီးကဲများနဲ့လုပ်ဖို့ကိုင်ပုံများဆက်ဆံရေးများကသမွေးဝမ်းကြောင်းလမ်းကြားကိုဆုံးဖြတ်ရမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာပါလိမ့်မယ်။အကယ်၍ဝန်ထမ်းအဖြစ်တည်ရှိနေပါကမိမိကိုယ်ယုံကြည်ရထားခြင်းကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ပိုင်စွမ်းရည်များကိုအားထားပါ၎င်းကအလောက်ကိုင်းခွင့်လန်းသူများရှောက်ပွင့်သို့မဟုတ်ရာထူးတိုးမြင့်ပေးဖို့တောင်းဆိုရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။သို့တော်လားလေပိုင်းမှာတတိထားသောချင်းကမှုကိုကျင့်သုံးပါရည်မှန်းချက်ကြီးသောလှုပ်ဆောင်မှုများကိုရှောင်ရှားပြီးတော့ရည်စည်းကြောင်းတိုင်းလိုက်တာပါ။ဒါအစီအများကိုရှောင်ရှားရန်အတွက်စီးပွားရေးရှုပ်ထွေးမှုကိုတည်ထားပြီးချိတ်ကပ်တင်ပါရဲ့။လကုန်ဆုံးချိန်မှာတော့ကစားကံကောင်းမှုကပုံမှန်ကောင်းမွန်လာမှာဖြစ်ပြီးတော့စီမံကိန်းများကိုကောင်းတဲ့ပေါ်ရန်အရှိန်အဟုန်ရရှိရန်နဲ့စီမံကိန်းများကိုရှေ့သို့တွန်းပို့ရန်အတွက်ကြိုများရဲ့လုံလောက်တဲ့အထောက်အပံ့ကိုရရှိမှာဖြစ်ပါတယ်။ဒီကာလကိုလက်ခံခြင်းဖြင့်စိန်ခေါ်မှုများကိုကျော်လွှားနိုင်မယ်အောင်မြင်မှုရရှိနိုင်မှာဖြစ်ပြီးတော့ရေရှည် professional တိုးတက်မှုအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုချမှတ်နိုင်မှာဖြစ်ပါတယ်။ခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုဆက်လက်တင်ပြပေးလိုပါတယ်။အသိပညာပတ်လက်နယ်ပယ်ကိုချက်တွင်ရန်အတွက်စီမံကိန်းများတွင်နည်းနည်းစွာလက်လိုက်စားပါပြပတွင်ပညာသင်ကြားရန်စီစဉ်နေပါကခီးသွားအခွင့်အလမ်းများပေါ်ပေါက်လာနိုင်ပါတယ်ဆရာများနှီးပြများသင်ယူမှုတွေအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေပြီးတော့အတွေ့အများနဲ့အကြံဉာဏ်များကိုတရားစွာဆက်သွယ်ပြောဆိုခြင်းကအောင်မြင်မှုကိုရရှိစေပါလိမ့်မယ်သို့သောဆန်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့အလွန်အကျွံဝေဖန်ခြင်းသို့မဟုတ်ဆိုးဝေဖန်ခြင်းကိုရှောင်ခြင်းမှာအထူးသဖြင့်စိန်ခေါ်မှုများပေါ်ပေါက်လာမယ်လားလေပိုင်းခန့်မှာမိကိုယုံကြည်မှုနဲ့လုံခြုံမှုကိုထုံးတင်ထားခြင်းကအရေးကြီးပါတယ်စိတ်ခံစားမှုနဲ့ပြုမှုကိုထိန်းချုပ်ပါပညာသင်ကြားရေးမှာဆက်လက်ထုတ်ကြအောင်စူးစမ်းပေးပါလကုန်ဆုံးချိန်မှာတော့ပညာရေးမှာကောင်းမှုနဲ့တိုးတက်မှုကိုမျှော်လင့်နိုင်ပြီးတော့အာရုံစူးစိုက်မှုတိုးတက်လာကသင်ခန်းစာများကိုအခြေမီပြီးမြောက်စေမှာဖြစ်ပါတယ်စိန်ခေါ်မှုများကိုကျော်လွှားရန်နဲ့ပညာရေးတိုးတက်မှုကိုရရှိရန်အတွက်ဂရီကိုပြုခြင်းအာရုံဆိုင်ခြင်းနဲ့နိုင်လျောညီတို့ရှိခြင်းတို့ကိုထိန်းသိမ်းပြီးတော့အခွင့်အလမ်းများကိုအခွင့်ကောင်းယူကခိုင်မာတဲ့ကြိုးတောက်ဘက်ကိုအသုံးချရပါမယ်အဲ့လိုမျိုးပြုလုပ်ခြင်းဖြင့်စွမ်းရည်ကိုပြေဝဖွင့်နိုင်မှာဖြစ်ပြီးတော့ရေရှည်အောင်မြင်မှုနဲ့ပုံမတောက်ပတဲ့နာဘက်ကိုအတွက်ကိုပြင်ဆင်နိုင်ပါလိမ့်မယ်ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ကောင်းခြင်းဆိုခြင်းများအပြင်ဆောင်ရန်ရှောင်ရန်များကိုပါလစဉ်လတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်